ဝါဆိုသင်္ကန်းဆိုတာမြတ်စွာဘုရားလက်ထက်တုန်းကသင်္ကန်းကပ်ပုံနဲ့ယခုခေတ်သင်္ကန်းကပ်ပုံနဲ့နည်းနည်းလေးမတူဖြစ်သွားတယ်စာပေအရာပေါ့နော်ခုနတော့ကဘုန်းကြီးချပေးတဲ့ပါဠိစကားပါတယ်ဝတ္တဝါတိကစီဝရဝါဆိုသင်္ကန်းကိုပါဠိလိုအဲ့လိုခေါ်တာပေါ့နော်ဝတ္တဝါတိကစီဝရဆိုတာဝတ္တဆိုတာကမိုးကာလမိုးဥတုကိုပြောတာနော်မိုးဥတုက၄လရှိတာလေ၄လထဲမှာရှေ့3လပေါ့မြတ်စွာဘုရားကရှေ့3လကိုဝါဆိုရမယ်လို့ပြညာလိုက်တာအဲ့ဒါကြောင့်မို့လို့မိုး၄လထဲကရှေ့3လဝါဆိုကနေပြီးတော့တည်င်းကျွတ်တိ3လကိုဝတ္တခေါ်တာပေါ့နောက်အာဝါတိကဆိုတာကနေတာနော်မိုး3လနေတဲ့သူပေါ့နော်အာဝါတိကမှာအာဝါဒဣကာလို့စကားလုံးကိုဖြတ်လိုက်လို့ရှိရင်အာဝါဒကနေခြင်းကရိယာရဣကာကပြီးတယ်လို့ခေါ်တာနေပြီးတယ်လို့ခေါ်တာဒါကြောင့်မို့လို့ဖရာလက်ထက်တုန်းကဝါဆိုသင်္ကန်းဆိုတာဝါတွင်3လနေပြီးတဲ့ယဟန်ကိုလှူတဲ့သင်္ကန်းနော်ဝါတွင်3လနေပြီးတယ်ဆိုရင်သတရင်ကျွတ်မှလှူရမှာပါနော်ဆိုဝါဆိုပြီးမှဝါကျွတ်မှလှူတာဖရာလက်ထက်ကနော်အခုကြတော့ဝါဆိုမှာရှေ့ကိုတိုးပြီးတော့မြန်မာနိုင်ငံမှာကဒကာဒကမတွေကလှူလိုက်တော့ဝါဆိုလာမှာလှူလိုက်တော့တာအဲ့တော့ဖရာလက်ထက်ကသင်္ကန်းလှူပုံနဲ့ယခုခေတ်မြန်မာနိုင်ငံမှာဒကာဒကမတွေသင်္ကန်းလှူပုံဟာဘောဟာရအပြင်တော့ဝါဆိုသင်္ကန်းလို့ခေါ်တာပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာအခုခေါ်နေတဲ့ဝါဆိုသင်္ကန်းဟာဝါဆိုကာလမှာလှူတဲ့အတွက်ဝါဆိုတဲ့ကိုယ်တော်ကိုလှူတဲ့အတွက်ဝါဆိုသင်္ကန်းနော်ဒါကမြန်မာနိုင်ငံမှာအခုခေါ်တဲ့အဓိပ္ပာယ်နော်ခုနတော့ကပါဠိကပြောတဲ့ဝတ္တဝါတိကဖရာလက်ထက်တုန်းကသုံးတဲ့စကားလုံးအရာဆိုရင်ဝါတွင်3လနေပြီးတဲ့ယဟန်ကိုလှူတဲ့သင်္ကန်းကိုဝတ္တဝါတိကလို့အဲ့လိုထိတ်တော့ထွက်သွားအဲ့လိုအဓိပ္ပာယ်ဘလို့ဘာလို့ဒီလိုဖြစ်ရတာတုံးဆိုလို့ရှိဖရာလက်ထက်တုန်းကဒလိထုံးစာနဲ့ယခုခေတ်မြန်မာနိုင်ငံဒလိထုံးစာပြောင်းသွားတယ်အဲ့ဒါကြောင့်အဲ့တော့တခါကြီးတို့ဘုသူတ္တရှိအောင်ပြောရင်တော့ဖရာလက်ထက်ကယဟန်လေးဘလို့နေကြထိုင်ရတယ်လဲဆိုတာလေးကိုအဓိပ္ပာယ်သိမှဒီစာရဲ့သဘောကသိမှာနော်မြတ်စွာဘုရားလက်ထက်တုန်းကမြတ်စွာဘုရားကိုယ်တိုင်လည်းပဲနေရာတနေရာထဲမှာအတိအကျနေတယ်လို့မရှိဘူးဒေသစာတွေလှည့်ကြွနော်မြတ်စွာဘုရားလေမြတ်စွာဘုရားကမှဒေသစာတွေလှည့်ကြွလို့ချင်းဘုရားရဲ့တပည့်သံဃာတွေလည်းအဲ့ဒီလိုပဲတနေရာထဲအမြဲမနေဘူးလှည့်ကြွတာဒီနေရာရောက်တဲ့ဒီရွာဆုံးခံစားတဲ့အဲ့ဒီရွာနာမှာရှိတဲ့ကျောင်းမှာတရင်သုံးတယ်ပြီးရင်ဟိုဘက်ကြွတယ်ဆက်ကြွအဲ့လိုသွားတယ်နော်အဲ့ဒီလိုကြွနေတာဖရာလက်ထက်ကယဟန်တွေကအဲ့လိုအတ္တိတကျမနေဘူးဖရာလည်းမနေဘူးဒီဝါဆိုရမယ်ဆိုတဲ့တိခါဘုပညတ်တာကလည်းပဲဖရာဖြစ်ပြီးကာလစောစောပိုင်းကာလမှာမရှိသေးဘူးဖရာကိုယ်တိုင်လည်းလျှောက်သွားတယ်နော်အဲ့တော့ဒီဝါဆိုသင်္ကန်းအကြောင်းပြောမယ်ဆိုရင်ဝါဘာလို့ဆိုရတာလဲဆိုတဲ့အဓိပ္ပာယ်ကိုသိမှနော်ဝါဆိုရဲဆိုတာမိုး3လနေရာမရွှေ့ဘဲနဲ့နေရတာကြောင်းတစ်ကြောင်းတည်းမှာပဲနော်ကြောင်းဝင်းပြမဲ့မထွက်ရဘူးကိစ္စမရှိဘဲနဲ့သူထွက်ရင်ဝါကျိုးတယ်ခေါ်တယ်နော်အဲ့ဒါကိုပြောတာနော်အဲ့ဒီဖြစ်လာဖို့သမိုင်းကြောင်းကလည်းပဲအဲ့ဒီတုန်းကဟိန္ဒူတွေကိုဗျအခုလည်းပဲဟိန္ဒူတွေပေါ့နော်ဟိန္ဒူတွေရဲ့အယူဆကတစ်ပင်ကိုသူကအသက်ရှိတယ်လို့ယူဆအခုလည်းပဲသူတို့တစ်ပင်တွေကိုအသက်ရှိတယ်ခေါ်တယ်တစ်ပင်ကိုမချိုးမဖက်ရအောင်မဖြတ်မတော့အောင်တစ်ပင်ကိုချိုးလို့ဖျက်လို့ရှိရင်ဒါအဟိန္ဒာသက်ရှိတတ္တဝါကိုညှင်းဆဲတယ်လို့ခေါ်တယ်သူအကုသိုလ်အပြစ်ဖြစ်တယ်ဒါဟိန္ဒူယူဆနော်မြတ်စွာဘုရားကတော့အဘိဓမ္မာမှာတစ်ပင်ဆိုတာကရုပ်သက်သက်ပဲရှိတယ်နာမ်မရှိဘူးရုပ်သက်သက်ပဲရှိတဲ့အတွက်နာမ်မရှိတဲ့အတွက်သူ့ကိုတတ္တဝါလို့မသတ်မှတ်ဘူးတတ္တဝါလို့မသတ်မှတ်တဲ့အတွက်ဗုဒ္ဓဘာသာအယူဆဆိုရင်တစ်ပင်ကိုချိုးလို့ဖဲ့လို့အပြစ်မရှိဘူးအဲ့မှာဗုဒ္ဓဘာသာနဲ့ဟိန္ဒူနဲ့အယူဆလေးအဲ့လိုလွဲသွားတယ်နော်အဲ့လိုလွဲသွားတော့ဖရာလက်ထက်တုန်းကဒီဟိန္ဒူတွေနဲ့ဗုဒ္ဓဘာသာနဲ့ကနေရတာဟုတ်ကွာများသောအားဖြင့်မြတ်စွာဘုရားဟောတရားဟောနေတဲ့တရားနာနေတဲ့ပုဂ္ဂိုလ်တွေဟိန္ဒူဘာသာဝင်တွေကိုလိုက်ဟောရတာလေသူတို့ကိုဗုဒ္ဓဘာသာဖြစ်အောင်ဟောရတာဟုတ်ကွာအစပိုင်းလေသာသနာအစပိုင်းလေအဲ့ဒီလိုဟောရတာဆိုတော့သူတို့နဲ့စန့်ကျင်လို့ထိတ်တိုက်သွားပြီးတွေ့လို့မရဘူးလေ
အဲ့လိုတွေ့လို့မရဒီသဘောလေးကိုကိုယ်သိထားရမှာလေအဲ့ဒီတော့ဘလို့ဖြစ်လာတော့ဆိုတော့ဒီရာသီဥတုตายရတဲ့ဆောင်းလို့ຫນွေတို့မိုးမရွာတဲ့မိုးမရှိတဲ့နှစ်ဥတုဆိုရင်ခရီးသွားရင်ကိစ္စမရှိဘူးမိုးကာလမိုးရွာနေတဲ့အချိန်ရွှွန့်ပြော့ပြော့အချိန်မှာသွားလိုက်လို့ရှိရင်ဒီမြက်ပင်လေးတွေသစ်ပင်လေးတွေနင်းမိတယ်နင်းတဲ့ခါကျတော့အဲ့ဒီနင်းမိတဲ့မြက်ပင်လေးတွေကရွှွန့်နဲ့နစ်သွားတာရွှွန့်နဲ့နစ်သွားတော့အဲ့ဒီသစ်ပင်လေးတွေကသေတာပါနော်သေတော့အဲ့ဒါပြဿနာကဘလို့ဖြစ်တုံးဆိုတော့ရဟန်းတော်တွေကအဲ့လိုအတန်းလိုက်ကြီးလက်ကွင်းတစ်ခုကိုဖြတ်ပြီးတော့ကြွသွားတယ်မိုးတွင်းမှာမိုးရွာပြီးတဲ့အချိန်ပေါ့နော်ရွှွန့်ပြော့အချိန်ကြသွားအဲ့ဒီကိုတော်လေးနင်းတဲ့နေရာတော့၆ကြီးကကောက်ပင်လေးသစ်ပင်တွေကအကုန်လုံးသေးနေတာသေးနေတော့အဲ့ဒီဟိန္ဒူဘာသာဝင်တွေမြင်တာဟာသစ်ပင်တွေသေးနေပြီရွှွန့်နေတဲ့မှာဒါဘသူကြောင့်ဖြစ်တာတော့ဆိုဟာယဟန်ကောရမရဲ့တပည့်ယဟန်တွေအဲ့ဒီလိုပဲသူတို့ကမိုးရန်ကာလာကြီးလည်းပဲရှောက်ပြီးတော့သွားတာအဲ့သစ်ပင်တွေလည်းရှောက်နင်းတာအဲ့လိုလင်းချေသွားတဲ့အတွက်သစ်ပင်တွေတေချေပစ္စည်းကုန်တယ်ဆိုပြီးတော့သူဘုရားဘာသာဘုန်းကြီးတွေကိုယဟန်ကောရမတပည့်ပေါ့နော်ယဟန်ကြီးကောရမသူကယဟန်ကြီးကောရမခေါ်တာလေမဟာသမဏလို့ခေါ်တာကိုယဟန်ကြီးကောရမရဲ့တပည့်တွေကအဲ့ဒီလိုလှုပ်လာလို့ကဲ့ရတာအဲ့ဒီကဲ့ရတဲ့စကားကိုမြတ်စွာဘုရားကကြားတော့ဟိုသစ်ပင်ကတော့အသက်မရှိဘူးဆိုတာဘုရားလည်းသိတယ်လေသစ်ပင်နင်းလို့တော့အပြစ်မရှိဘူးလေတိုးတော်လည်းပဲဒီသစ်ပင်ကိုနင်းလိုက်တဲ့အတွက်သူတို့ကအသက်ရှိတယ်လို့ယူဆထားတဲ့အတွက်အပြစ်ရှိတယ်လို့ယူဆထားတဲ့အတွက်ယဟန်တွေကိုကဲ့ရလို့ရှိရင်ကဲ့ရတဲ့သူမှသွားပြီးတော့အပြစ်ဖြစ်နိုင်တယ်အဲ့တော့သူတို့ကမကဲ့ရဲအောင်သူတို့အပြစ်မဖြစ်အောင်ဒါရှောင်သင့်တယ်လို့မြတ်စွာဘုရားကယဟန်တွေကိုအဲ့လိုမိန့်တာအဲ့တော့မြတ်စွာဘုရားကဘယ်လိုပြောတော့ဆိုတော့ယဟန်တို့တဲ့ဒီငှက်ကလေးတွေတောင်မှတရိษံငှက်လေးတွေတောင်မှမိုးတွင်းဆိုလို့ရှိရင်အတိုက်ဆောက်ပြီးတော့ဟိုမိုးခိုးကြတာပဲတဲ့နော်ကိုယ်အတိုက်လေးတွေကိုလည်းဘယ်မှမထွက်ဖ ೇನೆ လေသူပရွက်စိတ်ကလေးတွေပါလေးတွေလည်းရှိပါလားမိုးတွင်းဆိုလို့ရှိရင်သူတို့အစာလေးတွေလှောင်ပြီးတော့လေအပြင်မထွက်ဖ ೇನೆ တွန်းထဲမှာပဲအောင်းနေကြတာလေအေးတရိษံလေးတွေတောင်မှအဲ့ဒီလိုမိုးတွင်းကာလမှာအပြင်မသွားဘဲနဲ့တနေရာထဲမှာကိန်းအောင်ပြီးနေသေးတာပဲတဲ့အဲ့တော့ငါတို့လည်းပဲမိုးတွင်းမှာမိုးဥတု၄လမှာရှေ့3လလောက်ကတော့တနေရာထဲမှာကိန်းအောင်တဲ့နေအဲ့ဒါကြောင့်မို့လို့မင်းတို့မိုးဥတုမှာဝါဆိုလာပြည့်နော်လာပြည့်ကျော်တရက်ဆိုလို့ရှိရင်ဒါမိုးဥတုစပြီပေါ့နော်မိုးဥတုစပြီအဲ့ဒီကနေပြီးတော့3လတိတိပေါ့တရင်ကျော်လာပြည့်အထိအောင်တနေရာထဲမှာမင်းတို့နေကြဆိုပြီးတော့သိက္ခာပုပညာတာအဲ့ဒါနောက်ပိုင်းမှာနော်ဖျားဖြစ်ပြီးနောက်ပိုင်းရမှာနော်အဲ့ဒီမှာသိက္ခာပုပညာလိုက်တဲ့ကံဖြစ်သွားတယ်အဲ့ဒီလိုဖြစ်သွားတဲ့အခါကျတော့ယဟန်နေမှာဘယ်လိုဖြစ်တုံဆိုတော့မြတ်စွာဘုရားကပထမစောပိုင်းတုန်းကတော့တိတိပင်ရင်ဝါတပင်ရင်မှာလည်းပဲကြောက်အမှန်နဲ့သတင်းသုံးပြီးယဟန်တရားအထုတ်ခေါင်းတယ်လို့ပြောခဲ့တာကိုနော်တိတိပင်ရင်ဝါတပင်ရင်ဆိုတာတိပင်အောင်မှနေတာလေခြုံနေနေမှနေတာမြတ်စွာဘုရားကိုလည်းအဲ့လိုလေခဲ့တာကိုဒါပေမဲ့ခုမိုးခိုရတော့မိုးခိုရင်အမိုးနဲ့အကာကြောင်းလိုးလာတယ်နော်အကြောင်းလိုးလာတယ်အဲ့တော့ဝါဆိုမယ်ဆိုရင်အမိုးအကာရှိတဲ့ကြောင်းရှိမှဝါဆိုလို့ရတယ်အမိုးအကာမရှိတဲ့အခုတိတိပင်ရင်ဝါတပင်ရင်မှာဝါဆိုလို့မရဘူးသိက္ခာပုအဲ့လိုဖြစ်သွားတယ်နော်သိက္ခာပုဖြစ်သွားတယ်အဲ့တော့ယဟန်ဒီမှာဘယ်လိုဖြစ်လာတော့ဆိုရင်ဝါဆိုတော့မယ်ဆိုရင်ဝါဆိုဖို့အတွက်အမိုးအကာရှိတဲ့ကြောင်းကိုရှာတယ်နော်ကြောင်းရှာပြီးတော့ကြောင်းရှာလို့ရှိရင်အဲ့ဒီကြောင်းနဲ့နီနီနာနာဆုံးခံလို့ရမယ်ရက်ွက်ဆုံးခံရက်ွက်ပေါ့ဂောဇတကံလို့ခေါ်တာပေါ့ဆုံးခံလို့ရမယ်ရက်ွက်ရှားတယ်ဟိုဆုံးမကန်ဆုံးခံလို့မရတဲ့ရက်ွက်သွားဝါဆိုရင်ကိုဆုံးရှာဆုံးပြဿနာတွေ့မှာပေါ့အဲ့တော့ဖះလက်ထက်ကယဟန်တွေကဝါဆိုကနီးပြီးဟိုနေုံလာပြည့်ကျော်ဝါဆိုလာစားလို့ဆိုရှင်ကြောင်းရှာရတယ်ဂောဇတကံရှာရတယ်နော်အဲ့ဒီလိုရှာအဲ့ဒီလိုအလေးတာဖြစ်လာတဲ့အခါကျတော့တရားဓမ္မတွေကဒီမြတ်စွာဘုရားရဲ့သိက္ခာပုပညာထားတာကိုလည်းပဲသိတယ်ဟုတ်လားဗုဒ္ဓဘာသာယဟန်တော်တွေဟာမိုး3လမိုးခိုရတယ်ဆိုတာကလည်းသိတဲ့အခါကျတော့ဟိုကြီးညိုတဲ့ဗုဒ္ဓဘာသာတရားဓမ္မတွေကကိုတတ်နိုင်တဲ့လောက်ကိုရွာနဲ့အနီးအနားမှာကျောင်းလေးတွေဟိုတပတ်တတ်နိုင်ရင်လည်းတပတ်နေကျောင်းပေါ့5ပါးနေလည်း5ပါးကျောင်းလေးတွေဆောက်ပြီးတော့လှူကြတာလှူကြတဲ့အခါကျတော့ယဟန်တော်တွေကမိုးဥတုနီးလာပြီဆိုရင်ကျောင်းရှာတဲ့အခါကျတော့ဘေရွာနားမှာတော့ကျောင်းတွေရှိတယ်အဲ့ဒီကိုကြွပြီးလို့ချင်းအဲ့ဒီကျောင်းမှာဝါကတ်မယ်ပြီးရင်အဲ့ဒီရွာမှာဆုံးခံမယ်ဂောဇတကံပြပြီးတော့နေတာပေါ့နော်အဲ့ဒီလိုနေတဲ့အခါကျတော့အဲ့ဒီရွာသူရွာသားတွေတရားဓမ္မတွေကဒီနှစ်ငါတို့ရွာနားမှာငါတို့ရွာကိုဂောဇတကံပြုပြီးတော့ဝါဆိုတာယဟန်ဘယ်နှပါးရှိတယ်10ပါးရှိတယ်15ပါးရှိတယ်ပါး20ရှိတယ်ပေါ့နော်
အဲ့ဒီလိုသူကသိပြီးတဲ့ခါကျတော့မှကိုရွာတဲ့မနဲ့လေးရင်ဆုံးကကြွလာရင်ဆုံးလောင်းတယ်ကိုရွာဝါဆိုတဲ့ကိုတော့သင်္ကန်းမရှိဘူးဆိုရင်သင်္ကန်းလှူတယ်တပိတ်မရှိဘူးဆိုတပိတ်လှူတယ်ထိပနမရှိဘူးဆိုရင်ထိပနလှူတယ်အလေးထားအဲ့ဒီမဖြစ်လာနော်အဲ့လိုဖြစ်လာတာဒါအလေးထားနော်အဲ့တော့ကိုရွာဝါကတ်တဲ့ကိုရွာကိုအမိပြုပြီးတော့ခောစရကံပြုပြီးတော့နေတဲ့ကိုတော်ဟာဒါကိုရွာကိုတော်ပဲလေကိုရွာကိုတော်သင်္ကန်းတို့ထီးတို့ဖနတ်တို့တပိတ်တို့မညှိုးနွမ်းရအောင်မစင်ရဲအောင်ထောက်ပံ့ဖို့ဒကာဒကမတွေမှာတာဝန်ရှိတယ်ဆိုပြီးတော့ဒကာဒကမတွေကသူ့အတူတရားတရားနဲ့လှူတာအဲ့ဒီလိုလှူပြီးတော့အဲ့လိုလှူရာကနေပြီးတော့သတင်းကျွတ်ပြီးဆိုရင်ကိုတော်တွေကကြွကြတော့ဒီသက်သာတွေလှည့်တော့မှာနော်ကြွပြီဆိုလို့ရှိရင်ငါတို့ရွာမှာဝါကတ်တဲ့ကိုတော်ဟာအခုဒေသစာတွေသတင်းကျွတ်ရင်သူတွားတော့မှာတွားလို့ရှိရင်သင်္ကန်းလေးလည်းပဲအစ်စ်ကလေးနဲ့အတရရလေးပေါ့တပိတ်လေးလည်းအကောင်လေးနဲ့ထီးလေးဖဏလေးလည်းအကောင်လေးနဲ့ပြည့်ပြည့်စုံစုံလေးနဲ့သွားလို့ရှိရင်သူခရီးသွားတဲ့နေရာရောက်တဲ့နေရာမှာလည်းပဲဟုတ်လားသင်္ကန်းလေးတစ်တစ်လွန်လေးနဲ့တပိတ်ကောင်းလေးနဲ့ဆိုလို့ရှိရင်ရောက်တဲ့နေရာရရွာဒကာဒကမတွေမြင်တဲ့နေရာကအော်ဒါဒီရွာမှာဝါကတ်တဲ့ကိုတော်တွေကကြည်စမ်းသင်္ကန်းလေးတွေလည်းအကောင်လေးတွေနဲ့တပိတ်လေးတွေလည်းအကောင်လေးတွေထီးလေးဖဏလေးတွေကောင်းလေးတွေနဲ့အော်ရွာသူရွာသားတွေကရဟန်းတွေကိုဂယုစိုက်တယ်ဒီလိုသိလာတာလေအဲ့ဒီလိုသိလာမှာဖြစ်တဲ့အတွက်ကိုရွာဝါကတ်တဲ့ကိုတော်တွေဝါကျွတ်လို့ဒေသစာတွေကြွတော့မယ်ဆိုလို့ရှိရင်အထူးတက်လေလှူကြတာအဲ့ဒါဝါဆိုတဲ့ငန်းဖြစ်လာဒါကြောင့်နော်ဝါဆိုတဲ့ငန်းဖြစ်လာတာဖေရလက်ထက်ကအဲ့ဒီတိုင်းလှူတာနော်တကယ်တော့သူစာအဲ့လိုဆိုရင်သင်္ကန်းနေမဟုတ်ဘူးအဲ့ဒီတပိတ်တို့ထီးတို့ဖဏတ်တို့ဟာစာကိုရွာဝါကတ်တဲ့ကိုတော်သူ့လိုလက်ပစ္စည်းပေါ့ရှင်းတော့ရှင်းတော့အဲ့လိုပဲလှူတာပဲလေနော်အဲ့ဒီလိုလှူရာကနေပြီးတော့ဝါဆိုသင်္ကန်းဆိုတာဖြစ်လာဒါကြောင့်မို့လို့မြတ်စွာဘုရားကဝိတ္တဝါတိကစီဝရကိုရွာဝါကတ်တဲ့ဝါ3လမပြတ်အောင်နေတဲ့ကိုတော်ကိုလှူတဲ့သင်္ကန်းကိုဝါဆိုသင်္ကန်းဝိတ္တဝါတိကစီဝရဆိုတော့ဝါဆိုသင်္ကန်းဆိုပြီးတော့လှူတာနော်လှူတာအဲ့ဒါကြောင့်မို့လို့ဝိတ္တဝါတိကစီဝရလို့နာမည်တက်ပြီးတော့လှူလို့ရှိရင်ဝါကျွတ်တဲ့ကိုတော်ကိုလှူတာဖြစ်တဲ့အတွက်တဲ့မြတ်စွာဘုရားကလာလှူလို့ရှိရင်အလှခန်းထားပြီးရင်ဝါကျွတ်မှဝဲတယ်သင်္ကန်းကိုသိတာလို့ပြောတာနော်အဲ့ဒါကြွရင်လည်းယူသွားလို့ရတယ်ယူသွားလို့ရတယ်နော်အဲ့ဒီလိုရှိတယ်အဲ့ဒါဝါဆိုသင်္ကန်းဆိုတာအဲ့ဒီလိုဖြစ်လာအဲ့တော့ဝါဆိုသင်္ကန်းဖြစ်လာပုံကိုသမိုင်းကြောင်းကိုကြည့်လိုက်လို့ရှိရင်ဒကာဒကမတွေရဲ့သရတရားနဲ့ဖြစ်လာတဲ့သင်္ကန်းဘယ်သူမှပြောလို့ခေါ်လို့မဟုတ်ဘုရားပြောလို့လည်းမဟုတ်ဘုရားလည်းမပြောဘူးနော်အဲ့ဒါကြောင့်မို့လို့ဝါဆိုသင်္ကန်းနဲ့ကထိန်သင်္ကန်းနှစ်ခုကိုရှင်လိုက်လို့ရှိရင်ဘာချက်လက်တွေသွားတွေ့တယ်ဆိုတော့ကထိန်မာကမြတ်စွာဘုရားပြည့်ညတ်လို့ဖြစ်လာတာဖြစ်တဲ့အတွက်ကထိန်လှူရမယ့်ကာလကိုမြတ်စွာဘုရားကသတ်မှတ်ပြီးတယ်တလအတွင်းလေနော်တရင်ကျော်လာပြီးရောတရက်ကနေဇော်မိုးလာပြီးဒီတလအတွင်းခင်းရမယ်လို့ရက်သတ်မှတ်ပြီးတယ်ဝါဆိုသင်္ကန်းမှာမြတ်စွာဘုရားကဘယ်ရက်ကနေဘယ်ရက်လှူလို့သတ်မှတ်တာမရှိဘူးဝီနည်းမှာနော်မရှိဘူးနောက်တစ်ခါကထိန်မှာဆိုရင်တစ်ချိန်ပဲခင်းကုန်ရှိတယ်ဝါဆိုသင်္ကန်းခါဘယ်နှချိန်လှူလို့ဘာမှမဖြစ်ပြားတယ်မပြောဘူးလေဘုရားကဘယ်နှချိန်လို့မပြောဘူးလေနော်မပြောဘူးနောက်တစ်ခါကထိန်မှာဆိုရင်သင်္ကန်း3တယ်ပေါ့သင်္ကန်း3တယ်ဆိုတာနှစ်ထပ်သင်္ကန်းရဲ့ဧကတိရဲ့တစ်မှန်ရဲ့3တယ်တွေကတစ်ထည်တည်းနဲ့ခင်းရမယ်လို့ပြောတာတစ်ထည်ပဲပြောတာမြတ်စွာဘုရားအဲ့3တယ်တွေကကြိုက်တဲ့တစ်ထည်နဲ့ခင်းတယ်ဝါဆိုသင်္ကန်းကျတော့မပြောဘူးမပြောတဲ့အတွက်ဘယ်နှဆုံးလှူလို့ရနော်သင်္ကန်းအရေးအတွက်လည်းမပြောဘူးသင်္ကန်းအမျိုးအစားလည်းမပြောဘူးဗျာသင်္ကန်းလှူရမယ်အချိန်ကာလလည်းမပြောဘူးအကျင့်အရေးအတွက်လည်းမပြောဘူးမပြောတဲ့အတွက်ဝါဆိုသင်္ကန်းဟာမြတ်စွာဘုရားကအဲ့ဒီလိုသတ်မှတ်မပေးလိုက်တဲ့အတွက်ဖះလက်ထက်တုန်းကတော့တရင်ကျွတ်မှဟုတ်လားဝါကျွတ်မှလှူတဲ့သင်္ကန်းဟာတဖြည်းဖြည်းနဲ့တိုးလာတာဝါဆိုရောက်လာနော်ဝါဆိုရောက်လာအဲ့ဒါလေးကိုလည်းပဲစာပေမှာတော့အတိအကျတော့မပြောဘူးပေါ့နော်ဘုန်းကြီးစဉ်းစားကြည့်တာဘာလို့ရှေ့ကိုဒီကောင်တိုးလာရတာလဲပေါ့နော်ရှေ့ကိုတိုးလာရင်အကြောင်းရင်းကဖះလက်ထက်တုန်းကယဟန်တွေကတိစီဝရိတ်ဆောင်လို့ခေါ်သင်္ကန်း3တယ်ပဲထားတာအပေါ်မထားဘူးအဲ့လိုနေတာသင်္ကန်းလုံမလို့လဲဆိုတာငါမှဧကတိမရှိဘူးဆိုရင်ဧကတိပဲလှုပ်ခန္ဓာသင်္မိုင်မရှိရင်သင်္မိုင်ပဲလှုပ်ခန္ဓာနော်မရှိမှလှုပ်ခန္ဓာရှိရင်မယူဘူးမင်းကသင်္ကန်းလာလှုပ်တယ်ငါမှ3လက်သလုံးရှိတယ်ဆိုရင်ဟာတခါကြီးကျုံကသင်္ကန်း3လက်သလုံးရှိတယ်အကျုပ်ဒီပြင်ဘုံကြီးသွားလှုပ်ပါဆိုပြီအဲ့လိုပယ်တာနော်အဲ့လိုပယ်တာဒါဖះလက်ထက်ကနော်အဲ့တော့တိစီဝရိတ်ဆောင်ယဟန်တွေကအများကြီးကိုအဲ့ဒီခါကျတော့ဒကာတွေက
သတင်းကျုပ်ကိုသွားလှူတဲ့ခါကျတော့ကို့အရင်သူများကလှူထားတော့သင်္ကန်းကပြည့်စုံနေရောကိုကသွားနောက်ကြမှလှူတဲ့ခါကျတော့ကို့သင်္ကန်းအပေခံရရောအဲ့တော့အပေမခံရအောင်ဆိုပြီးတော့သူတဲ့ငါဥအောင်လှူရကနေပြီးတော့ရှေ့တို့လို့ပြီးတော့သတင်းကျုပ်ကနေဝါဆိုရောက်လာတယ်လို့ဒါတော့ငါတွေ့ကြည့်လားစာပေရတော့တရိုက်မပြောဘူးအဲ့ဒီလိုဖြစ်လာနော်အဲ့ဒီတော့ဝါဆိုသင်္ကန်းဆိုတာဟာမြတ်စွာဘုရားကပြညာလို့ဖြစ်လာတဲ့သင်္ကန်းမဟုတ်ဘူးတရားဓမ္မတွေရဲ့တရားတရားအလျော်စွာဖြစ်လာတဲ့သင်္ကန်းလို့အဲ့ဒီလိုသတ်မှတ်ရနော်တရားဓမ္မတွေကဘယ်လိုတရားတရားဖြစ်တာလဲဆိုတော့ကိုယ်ရွာခောစရကံပြုပြီးတော့ဝါကတ်တဲ့ကိုတော့ဟုတ်လားသင်္ကန်းမနှွမ်းပါရအောင်လှူတာပဲအဲ့တော့ခမရတို့လည်းပဲဒါမန္တလေးမြို့ကျွတ်တို့ကလည်းမန္တလေးဝါကတ်တာပဲလေမန္တလေးမြို့မှီပြီးတော့ဝါကတ်တဲ့ကိုတော့တွေကိုမန္တလေးမြို့သူတရားဓမ္မတွေကလှူတာလေအဲ့ဒါနဲ့သွားတူတယ်ဖះလက်ထက်ကလည်းကုန်တူတယ်နော်ကိုမြို့ကိုရွာကိုဝါဆိုတဲ့ကိုတော်တွေသင်္ကန်းမရှားပါအောင်ဆိုပြီးတော့လှူတာနော်အဲ့တော့ဖះလက်ထက်တုန်းကရဲ့ယဟန်တွေရဲ့နေပုံထိုင်ပုံအခြေအနေတွေကိုသိမှဟိုသင်္ကန်းလှူရတဲ့အဓိပ္ပာယ်ကသဘောပေါက်တာနော်ပြီးတော့အဲ့ဒီတုန်းကဖះလက်ထက်တုန်းကသင်္ကန်းကလည်းရှားတယ်ခုလို့မပေါ်ဘူးနော်မပေါ်ဘူးမယ်ရေတော့ဘုံကြီးတယ်ဆိုတော့ဘုံကြီးတယ်ဆိုတာငါတို့ဘုံကြီးတယ်မမီးလောက်ဖះလက်ထက်ကရဟန်းလေးဘုံကြီးတယ်ဆိုတာအခုကိဘုံကြီးတယ်ကျွန်တော်ပြောတယ်အခုကိဘုံကြီးတယ်မမီဘူးလို့အခုကိဘုံကြီးတယ်ဒါပေါ်လာနော်သင်္ကန်းလည်းပေါ်လာတပိတ်ကလည်းပေါ်လာပြီးတော့ပေါ်ယုံလည်းမဟုတ်ဘူးဘာသွားကွာတော့ဖះကပန်းတကူသင်္ကန်းကိုခွင့်ပြုတာပန်းတကူသင်္ကန်းဆိုတာလူလေးမလိုချင်လို့လွန့်ပြစ်လိုက်တဲ့စွန့်ပြစ်လိုက်တဲ့အဝတ်တွေကိုကောက်ပြီးတော့မှချုပ်ဆိုးပြီးတော့ဝဲရတာကိုမင်းတို့မှမလိုချင်လို့ဟုတ်လားရီးလို့ဟောင်းလို့စုပ်စွန့်ပြစ်လိုက်တဲ့အဝတ်ကိုငါတို့ကရှောပြီးတော့မှချုပ်ပြီးတော့ဝဲရတာဆိုတော့ငါတို့သင်္ကန်းဘယ်လောက်ခံမှာတော့စဉ်းစားကြည့်လေမတနစ်ခံမှာနော်သူတို့ခေတ်ကဝါကြီးတွေကွာမင်းကိုခေတ်လိုတထုံကြီးတွေမှမဟုတ်ပဲနဲ့နော်ကြည်လို့မဟုတ်ဘူးလေနိုင်လုံးကြီးမဟုတ်ဘူးလေအဲ့တော့သူလူတွေကအဟောင်းကိုမှချုပ်ဝဲရတော့ကိုတော်သင်္ကန်းကမခိုင်ဘူးမကြဘူးခဏကြီးတယ်စုပ်တယ်နော်ကြီးတော့စုပ်တော့သင်္ကန်းလိုတာပေါ့အဲ့တော့ဖះလက်ထက်တုန်းကသင်္ကန်းကရှားတယ်ရပြန်တော့လည်းသင်္ကန်းကမခိုင်ဘူးအခုငါတို့ဒီသင်္ကန်းတခါကြီးတို့လှူထားတဲ့သင်္ကန်းမျိုးစဉ်ဝက်လိုက်ရင်အနည်းဆုံး9နှစ်ကတော့ဒါလေးဝက်လို့ရတယ်နော်အဲ့လိုကွာတာအဲ့ဒါကြောင့်မို့လို့ဖះလက်ထက်တုန်းကအခြေအနေနဲ့ယခုခေတ်အခြေအနေနဲ့ကခေတ်ကာလချင်းမတူတော့နော်ယဟန်တွေကလည်းပဲဟိုတုန်းကလို့မဟုတ်တော့ဘူးကိုကတကြောင်နဲ့နေကြတဲ့ခါကျတော့တရားဓမ္မတွေနဲ့ယဉ်နေသိတာနော်ဟိုတုန်းကအဲ့လိုမသိဘူးတရားဓမ္မလည်းပဲဘုန်းကြီးရဲ့လို့မဟုတ်ဘူးကျောင်းဆောက်တာပဲဘုန်းကြီးပြဘုရားသာတော့တက်နေပဲတန်ကြီးကကျောင်းခေါ်တာလေတက်နေပဲအဲ့ဒီနေတဲ့ကျောင်းသင်္ကန်းလှူတာပဲဘယ်ဘုန်းကြီးညာဘုန်းကြီးလို့သူမလတ်မဘူးဖះလက်ထက်ကလေအဲ့ဒီဟာတန်ကြီးကလှူဆိုတာတကယ်တန်ကြီးကစစ်တာဖះလက်ထက်ကနော်တန်ကြီးကအစစ်ပဲဗဇက်ကမဆိုလဲပဲတန်ကြီးကအစစ်ပဲနော်ဖះသားတော်ဆိုတဲ့အနေနဲ့တော့လှူတာလေတန်ကြီးကအဲ့ဒါဝါစုသင်္ကန်းဆိုတာအဲ့ဒီလိုဖြစ်တာတခါကြီးကနော်ဟောအဲ့ဒီလိုသိလိုက်တဲ့မှာကမှဝါစုသင်္ကန်းဆိုတာဒီလိုအဓိပ္ပာယ်ရှိတာဟုတ်တယ်မလားအဲ့ဒီလိုအဓိပ္ပာယ်ရှိတဲ့သင်္ကန်းငါတို့လှူရတယ်ဆိုတော့ပို့ပြီးတော့ဟိုပြင်းကျိုးစိတ်ကောင်းတာပေါ့ဟုတ်တယ်မလား